ဆိုဆုံးမပုံချင်းကွာခြားတာကြောင့်စမိုင်းသမီးတွေနဲ့မတူပဲကြီးကျူးခံနေရတဲ့နနာလိုင်ရဲ့သမီးများမင်္ဂလာပါ message ပရိသတ်တို့ရှင်ချမ်းသာတာချင်းအတိုင်းဝိုင်းကြီးတာချင်းလဲတူတဲ့စမိုင်းသမီးတွေနဲ့နနာလိုင်ရဲ့သမီးတွေဟာတစ်စက်ကလေးမှာမတူညီကြကြောင်းကိုပရိသတ်တွေကတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်မိသားစုနှစ်ခုလုံးကထိတ်တန်းတရုပ်ဆောင်လောကရဲ့မိခင်တွေဖြစ်တာလဲတူတန်ကျွဲတထေးမိသားစုဖြစ်တာချင်းလဲတူပေမဲ့လဲသားသမီးတွေကိုထိန်းချောင်းဆုံးမပုံချင်းကတော့မတူကြပါဘူး။သမီးတွေရဲ့ဘဝအနေထိုင်မှုပုံစံနဲ့အရေးချင်းတွေကကွာခြားလို့နေတာကြောင့်ပရိသတ်တွေကဝေဖန်နေခဲ့ကြတာပဲဖြစ်ပါတယ်။မင်းသမီးကြီးနန္ဒာလိုင်ရဲ့သမီး၃ယောက်ကတော့မိဘတွေရဲ့ထိန်းချုပ်မှုအောက်မှာကြီးပြင်းလာခဲ့ကြတာဖြစ်ပြီးကိုယ်ပိုင်အရေးချင်းတွေရှိနေတာကြောင့်ပရိသတ်တွေရဲ့ကြီးကျူးမှုကိုရရှိထားတာပဲဖြစ်ပါတယ်။အသက်15နှစ်အရွယ်သားရှိသေးတဲ့အကြီးဆုံးသမီးဇေဝတီလိုင်ဟာနိုင်ငံတကာကိုထိုးပေါက်နိုင်လောက်တဲ့အထီကိုတော်လွန်တဲ့ပကြီးပညာရှင်တဦးပဲဖြစ်ပါတယ်။သူမရဲ့ပကြီးကားတစ်ပုံကိုအမေရိကန်ဒေါ်လာ50နဲ့ရောင်းချနိုင်ခဲ့ပြီးနိုင်ငံရခြားစီကနေအလုပ်တွေအနှံခံရတာကြောင့်ဖခင်ဖြစ်သူဦးစေတီဟာကိုရိုင်းကဂုံယူဝင်ကြွားစာနဲ့ပြောခဲ့တာပဲဖြစ်ပါတယ်။အသက်ရွယ်ငယ်ပေမဲ့လည်းသူမရဲ့ပကြီးပညာတွေကပညာရှင်အဆင့်ကိုတော့ရောက်ရှိနေတာဖြစ်တယ်လို့ပြောခဲ့ကြပါတယ်။ဒုတိယသမီးလက်ဖြစ်သူကလည်းကျောင်းစာမှာထိုးကြသူတဦးဖြစ်ပြီးအငယ်ဆုံးသမီးလေးကလည်းလိမ္မာရင်ကျေးသူအဖြစ်နဲ့လူသိများနေခဲ့တာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူမင်းသမီးကြီးနန္ဒာလာရဲ့အလှတွေကိုရရှိပိုင်ဆိုင်ထားကြပြီးပရိသတ်တွေရဲ့ချစ်ခင်မှုကိုပါအပြည့်အဝရရှိထားခဲ့ကြတာပဲဖြစ်ပါတယ်။သမီး၃ယောက်လုံးဟာပညာရေးနဲ့အတူအခြားထူးခြားမှုတွေရှိနေခဲ့ကြပြီးလိမ္မာရေးကြားလည်းရှိတာကြောင့်မိဘနှစ်ပါးကလည်းဂုဏ်ယူနေရတာပဲဖြစ်ပါတယ်။သူတို့ကိုယ်တိုင်ကမိဘတွေရဲ့ဂုဏ်ရှိန်ကြော်သောမှုကိုအသုံးမချဘဲကိုယ်ပိုင်ရည်ချင်းတွေနဲ့ပြည့်စုံကြောင်းပြသနိုင်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့တန်းကျဲတထေးမကြီးဖြစ်တဲ့စမိုင်းရဲ့သမီးဖြစ်သူပေါ်ရှာမောင်ကတော့အသက်မပြည့်သေးပဲကိုရီးယားလူမျိုးကောင်လေးနဲ့တွဲနေခဲ့ပြီးအတူသွားအတူစားဟိုတယ်ခန်းတွေမှာပါရိုက်ကူးထားပုံကတော့ပရိသတ်တွေကြားပြောစရာဖြစ်လို့နေတာပါ။စမိုင်းကိုယ်တိုင်ကလည်းသူတို့ဟာအနောက်တိုင်းမှာမွေးဖွားကြီးပြင်းခဲ့တာမလို့လွတ်လပ်စွာနေထိုင်ကြတာဖြစ်တယ်လို့ပြောထားပါသေးတယ်။စမိုင်းနေနဲ့စီးစိမ်ဥစ္စာတွေကိုထုတ်ဖော်ကြွားဝနေတာမျိုးတွေကိုလျှော့ပြီးသမီးဖြစ်သူတွေကိုစနစ်တကျထိန်းချောင်းဖို့ကိုသာအာယုံစိုက်တင်ကြောင်းပရိသတ်တွေကထောက်ပြပြောဆိုခဲ့တာပဲဖြစ်ပါတယ်။သားသမီးတွေရဲ့အကျဉ်းစာရိတ္တနဲ့နေထိုင်မှုပုံစံတွေဟာမိဘတွေရဲ့တွင်တင်ဆုံးမမှုတွေနဲ့ပတ်သက်ပြီးဘလို့ကွာခြားသွားလဲဆိုတာကတော့ဒီမိသားစုနှစ်ခုကသက်သေပါပဲ။ကဲပရိသတ်တို့အနေနဲ့ကရောဒီမိသားစုနှစ်ခုရဲ့ထိန်းချောင်းတွင်တင်မှုနဲ့ပတ်သက်ပြီး comment မှာဝေဖန်မှတ်ချက်ပြုခဲ့ကြပါဦးနော်။ဗီဒီယိုလေးကိုဆုံးထိနှထောင်ပေးတဲ့တူတယောက်ချစ်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။တာယာသောနေ့လေးဖြစ်ပါစေရှင်။